မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Luna Entertainment Channel ကနေအောက်တိုဘာ19ရက်နေ့အတွက်နောက်ဆုံးရအနုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကိုရိုင်းကလင်းများတဲ့ခင်ထားဖြစ်ပေမဲ့ဒီသချင်းကိုတော့တစုံတဟင်းကိုအောင်မေမီလို့ဘယ်တော့မှမဆိုတော့ဘူးလို့ပြောလာတဲ့ဝမ်စုခိုင်သိန်းတဲ့ဟိမဝင်ရမင်္ဂလာဆောင်ကနေမှာဒီလိုရာတွေကိုပညာသားပပလုပ်ပြနေတာကြောင့်လူပြောများနေတဲ့ဝမ်စုခိုင်သိန်းတဲ့လက်ထက်ခဏီဟိဝရနဲ့ဒီလိုအကြောင်းတွေကြောင့်လူပြောများနေတဲ့ထက်ထက်တွန်းတဲ့ဆွဲဆောင်မှုရှိအစဉ်ကောင်းလေးမို့မိန်းကလေးပြည်သက်တွေကြားမှာရှေးပန်းစာနေတဲ့ဝိုင်းစုတချင်းတွေကထူအောင်ဝေတဲ့နဲ့အန်ဟောစရာအကောင်းဆုံးတဲ့တစ်ပုဒ်ကတော့အခုလိုကြောင်းရင်းနေကြောင်းတဲဆုငင်းကိုမရှင်နိုင်လို့ဘာစုမှမရပဲပြုတ်ခဲ့ရတဲ့ JK ဆိုဖီယာတဲ့ပဲဖြစ်ပါတယ်ရှင်ဟိဝရမင်္ဂလာဆောင်ကနေမှာဒီလိုရာတွေကိုပညာသားပပလုပ်ပြနေတာကြောင့်လူပြောများနေတဲ့ဝိုင်းစုခိုင်သိန်းဟိဝီယန်နဲ့တညာပဲပေါက်လိုက်ရတဲ့ဝိုင်းစုခိုင်သိန်းကတော့မကြခင်မှာပြိုလေးကိုကောက်ယူတော့မဲ့ဟိဝီယန်ကိုဒီလိုရှာရီနဲ့ပညာသားပပလုပ်ပြပြီးပေါ်တင်လောင်နေပါပြီ။ခါတိုင်းတင်ဆက်နေကြပုံစံမျိုးနဲ့မတူပဲရှုထောင့်တစ်မျိုးပြောင်းပြီးပြောရချင်းဟိဝီယန်တို့တမိသားစုလုံးကချမ်းသာသလောက်ရှေးယူဆွဲပြီးတောကြတဲ့လူတွေဖြစ်ပါတယ်။ဟိဝရန်ရဲ့အမေဆိုရင်လည်းတပွားလုံးယောက်ျားတစ်ယောက်တည်းကိုပဲရှုပြီးသားသမီးတွေကိုအိမ်အောင်ချတဲ့အလုပ်တွေပဲပတ်ရှုံနေသူဖြစ်ပါတယ်။ဟိဝရန်ကိုလည်းမိမကောင်းလေးပဲရစီချင်တာဆိုပြီးအိမ်အောင်တစ်ခါပြုတ်တဲ့ကိစ္စကိုမိုးမီလောင်တလုံးတမိသားစုလုံးကမပြီးနိုင်မစီနိုင်အကျဲချက်နေတာဖြစ်ပါတယ်။ဆိုပြည့်သစင်းတို့ဘက်ကိုကြည့်ရင်လည်းအရင်ကစိုးညီမဟာအနုပညာလောကထဲမှာနာမည်ပြတ်တဲ့နာမည်ကြီးရဲ့သူတွေဖြစ်ပါတယ်။နာမည်ကြီးမင်းသားတူဖြစ်တဲ့စိုးသူကိုစိုးမြတ်သူစာနဲ့စိုးမြတ်နန္ဒာကအပြိုင်လိုက်ခဲ့ပြီးညီမနှစ်ယောက်လုံးကအိမ်အောင်တွေလည်းမမြဲပဲနှစ်လင်ကွာဖြစ်ခဲ့ကြရပါတယ်။ပြီးတော့ဖိရိုက်တဲ့နေရာမှာလည်းအင်ခင်ပေးရိုက်တဲ့အထိကိုလက်ကျန်းနေဆိုပြီးနာမည်တော်တော်ကြီးသူဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့တစ်သက်လုံးနေချင်းတလို့နေလာတဲ့လုံရက်တွေကိုဖုံးပြဖို့အတွက်ဆိုဗီယက်တစင်ကိုစုံမိမကောက်ဆက်သွင်းလိုက်တာပဲဖြစ်ပါတယ်။ဆိုဗီယက်တစင်ခင်ဗျာမှလည်းတနာစရာကောင်းနေတော့ဒီသက်ရွယ်ထိမတော်ရသေးတဲ့ရောက်ခမကြည့်ပြဖို့အတွက်အနေထိုင်စားတော့ကစားဆင်ကျင်ရပြီးအကယ်ဒမီရပြီးတဲ့နောက်မှာလည်းမိမကောက်ဆိုတာယောက်ျားတွေနဲ့ရောမနေရဘူးဆိုတဲ့ကန့်သက်ချက်နဲ့ရုပ်ရှင်စကားကြီးတွေတောင်ဆက်မရိုက်ခဲ့ပါဘူး။ဒါကြောင့်တနိုင်ငံလုံးကအုပ်တဲတဲဝင်းရနေတဲ့သူတို့ရဲ့မင်္ဂလာပွဲကြီးဟာတေချာတွေးကြည့်ရင်တနာစရာတော့ကောင်းလို့နေပါသေးတယ်။မိမကောင်းယောက်ျားကောင်းဆိုတာကိုမမြင်ဘူးလေတော့နှစ်ဖက်လုံးကဒီလိုအိမ်အောင်ပြုတဲ့ကိစ္စကိုပဲဘဝကြီးလုပ်ပြီးအတန်ကောင်းဟင်နေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာတော့ငငယ်ရွယ်ရွယ်နဲ့ဘဝရဲ့အတိတ်ပဲကိုကောင်းကောင်းကြီးတည်သွားတဲ့ဝိုင်းစုကအဖြစ်သိမ်းနေကြတဲ့ဟင်းဝရံတို့မိသားစုကိုကြည့်ပြီးရှက်တဲ့ရင်လဲသိလို့ရတဲ့ကိစ္စတွေလုပ်ပြခဲ့ပြီးပါပြီ။ဝိုင်းစုခိုင်တိုင်းကအိမ်တော်ရေးပြဿနာတွေကြုံနေရတဲ့အကြောင်းတွေကကိုပတ်စံကိုရှာပြီးကိုချတော့ပေါ်ကိုရက်တီနိုင်နေဆိုတဲ့ style နဲ့ YouTube ပြားကြီးကိုယူပြခဲ့ပါတယ်။ဒါပြင်ချစ်ရေးမှာဘာတွေဖြစ်ပါစေသူမရဲ့တံမွေးဝမ်းချောင်းကိုလုံးဝမထိခိုက်ပဲအစိုးရလုပ်ကိုဆက်လက်လုပ်ကင်ခဲ့ပါတယ်။ဒါကြောင့်လင်းတမျက်နာလေးကြည့်ပြီးမင်းသမီးဆက်မလုပ်တော့တဲ့စိုးပြည့်သစင်နဲ့ရှင်ရင်ဝိုင်းစုကပုံအောင်တန်မိုးရှိလို့နေပါသေးတယ်။ဒါဒီမကသေးပဲဟေဝီယန်နဲ့ဆိုဗီယက်တစင်တို့တူတက်ခဲ့တဲ့ပွဲမှာလည်းမက်လောက်ဆန်တကွက်မှမရှိဆိုတဲ့တချင်းနဲ့ဖျော်ပြသွားခဲ့ပြီးဟေဝီယန်ကြားရင်ရှက်တောင်လို့တကွက်ပြခဲ့ပါသေးတယ်။ဒါဒီမကသေးပဲဟေဝီယန်ရဲ့အမေကိုပေါ်တင်ဖဲဖို့အတွက်လူကြီးများတဲ့ရှိုးပွဲတစ်ခုမှာပါ My ex is my biggest fan ဆိုတဲ့စာတန်းကြီးပါတဲ့အင်ဂျီကိုတမင်ရွှေးဝစ်ခဲ့ပြီးဟေဝီယန်ကိုပေါ်တင်ကြီးချိုးပြခဲ့ပါသေးတယ်။ဟိဝိယန်ရဲ့လက်ထပ်ပိတ်ဆောင်ထွက်လာတော့လေမတော်တဆဆိုတဲ့တခြင်းကိုထထုတ်ခဲ့ပြီးဒီတိုင်းဆိုရင်ဟိဝိယန်ခမများရှက်ရှိခဲ့ရင်ပြက်လဲလို့ရနေပြီဖြစ်ပါတယ်။ဝိုင်းစုခိုင်သိန်းကနင်တို့ယောက်ျားတွေတကောင်မှသုံးစားမရလေငါတောက်ပလို့ရတယ်ဆိုပြီးအလင်းပြလိုက်တာပဲဖြစ်ပါတယ်။ဆိုပြတဲ့စင်ကိုပါယောက်ျားတယောက်နာတွေ့ခဲ့ပြီးစွန်မိန်မကောက်လုံနေဖို့တန်းကိုဘဝကိုစိတ်တိုင်းကြဖြတ်တမ်းပြီးပျော်အောင်နေဖို့တရားပြသွားပါသေးတယ်။ဒီကြားထဲမှာမစီမဆိုင်စိုးပြေလေးကတော့တနာဖို့ကောင်းတယ်လို့ပဲပြောရမှာပါပရိသတ်ကြီးတို့ရောမင်္ဂလာပွဲနီလာလေးလေးပညာသားပပနဲ့အကွက်ပြလင်လေးဖြစ်တဲ့ဝိုင်းစုခိုင်သိန်းရဲ့လုပ်ရက်တွေပေါ့ဘလူများထင်ကြပါသလဲနော်ကိုရိုင်းကလင်းများတဲ့ခင်ထားဖြစ်ပေမဲ့ဒီတချင်းကိုတစုံတဟင်းကိုအောင်မိပြီလို့ဘယ်တော့မှမဆိုတော့ဘူးလို့ပြောလာတဲ့ဝိုင်းစုခိုင်သိန်းမင်္ဂလာပါပရိသတ်များရှင်တစ်ဖက်လူကတော့တိုးတိမ်ထူထောင်ပြီးတခြားတစ်ယောက်နဲ့ပျော်ရွှင်နေပြီဆိုပေမယ့်အခုထိမမရသေးတာကတော့ဝိုင်းစုပါပဲဟင်းဝရံနဲ့ပြက်ဆဲပြီးမှကိုပွားနဲ့ကိုနေပြီးရီစာထားလင်းများနေခဲ့ပေမယ့်တကယ်တော့ငဲချေဦးလေးဟင်းဝရံကိုအခုထိမမရသေးတာအထင်သာပေါ်လွင်နေစေပါအခုတော့ရှိုးပွဲတစ်ခုမှာစိတ်နာလွန်းလို့ဆိုပြီးဘယ်တော့မှထပ်မဆိုဖို့ဆုံးဖြတ်ထားခဲ့တဲ့တခြင်းတစ်ပုဒ်ကိုပရိသတ်တွေတောင်းဆိုလိုပါလို့လွှဲချပြီးခန်းစားချက်ပါပါနဲ့ဆိုချလိုက်ပါတယ်။မဆိုခင်မှာစကားလေးတစ်ခွန်းပြောခဲ့ပါသေးတယ်။ဒီတခြင်းလေးကိုအမမဆိုခင်တာကြပြီ။ဘာလို့လဲဆိုတော့စိတ်နာလွန်းလို့ပါတယ်။ဒါပေမဲ့အခုတောင်းဆိုသူတွေများလို့ဆိုပြရမှာဖြစ်ကြောင်းနောက်များတော့ဘယ်တော့မှထပ်မဆိုတော့ပါဘူးဆိုတဲ့အကြောင်းနဲ့သူရဲ့ငယ်ချင်းဦးလေးကိုသူဘလောက်ချစ်ကြောင်းကိုလည်းစင်ပေါ်မှာတခါတည်းဖွင့်ရွယ်ကြွေးဝိုက်ပြီးပြောပြသွားပါသေးတယ်။
တချင်းလေးကတော့အားလုံးသိကြတဲ့အတိုင်းပဲယုံကျင်နေဆိုတဲ့တချင်းမှာတရုတ်ဆောင်မင်းသားနိုင်နိုင်နဲ့တွဲဖက်တရုတ်ဆောင်ခဲ့တာဖြစ်ပြီးအဲ့ဒီတချင်းဗီဒီယိုတွေကဇက်ကွက်တွေအားလုံးဟာလည်းတချင်းကဟိဝီယန်နဲ့သူနဲ့ချစ်ကြိုက်ခဲ့စမှာလူကြီးတွေသဘောမတူလို့ခွဲခဲ့တဲ့ဖြစ်စဉ်တွေတိုင်းသိကြပါပဲတချင်းစာသားတစ်ခုချင်းစီတိုင်းမှာလည်းသူမရဲ့ခန်းစားချက်တွေကပြေဝထဲသွင်းကတီးဆိုးထားတာဖြစ်ပြီးတော့သူတစ်ချိန်ကမျက်နှိုးခဲ့ရတဲ့မောင်ဆိုတဲ့နန်းစားလေးကတတ်ပါပဲစာသားတွေမှာမယုံနိုင်စရာပြောင်းလဲမှုတွေကြောင့်မစုံနိုင်အောင်ခွဲရကြတဲ့လားဆိုတာလေးကတော့ဝိုင်းစုဘလောက်တောင်နာကျင်ခဲ့ရလဲဆိုတာရဲ့သက်သေပါပဲအခုတော့စင်ပေါ်မှာတကယ့်ကိုခန်းစားချက်ပြင်းနဲ့ထပ်မံတီးဆိုခဲ့ပါပြီ။တစ်ချက်မျက်ရည်စားလေးတွေစုပ်ပြီးဝဲတက်လာတာကိုအနိကဆုံကပြိတ္တတွေမြင်ပေမဲ့လေအားလုံးကဝိုင်းစုကိုတနာလို့တချင်းကိုပဲကြဲကြီးလိုက်ဆိုပြီးမတိချင်အောင်စောင့်ပေးခဲ့ရပါတယ်။တခါမှစုံနေလက်စကိုတော့မစုံနိုင်ပဲရင်ထဲစုံနေလာလို့ပြိတ္တဘက်ကိုမိုက်ထုတ်ပေးပြီးမတိမတန်လေးရှိုက်ငုံနေခဲ့တာလည်းရှင်းသားမြင်ရမှာပါ။ဒီတချင်းလေးကိုမစွန်ရကြပြီးမေးပြောင်နေအောင်တမင်ထားခဲ့တာဖြစ်လို့တချို့နေရာလေးတွေမှာဖုန်းထဲကနေစာသားပြန်ကြည့်ပြီးစုံနေရတဲ့အထိပါပဲပရိသတ်တို့တောင်ဝိုင်းစုနေရမှာဆိုရင်တော့အခုလိုချင်းလေးကိုဘယ်လိုစိတ်နဲ့ဖြတ်ကျော်မယ်လို့တွေးမိကြပါသလဲနော်လက်ထက်ကန်ဒီဟေဝီယန်နဲ့ပေါလိုလိုညာလိုလိုဗီဒီယိုဖိုင်တွေကြောင့်လူပြောများနေတဲ့ထက်ထုံလက်ထက်ကန်ဒီမှာဟေဝီယန်နဲ့ပေါလိုလိုညာလိုလိုအနေထိုင်မစင်ကျင်တဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်လူပြောများနေတာကတရုတ်ဆောင်ထက်ထုံမှာဒီဗီဒီယိုဖိုင်ကြောင့်လူတွေကထက်ထုံကိုရောဟေဝီယန်ကိုပါအနေထိုင်မစင်ကျင်မှုဆိုပြီးအပြစ်တင်ပြောဆိုနေကြတာပါပရိသတ်ကြီးအားလုံးသိကြတဲ့အတိုင်းခုဆိုရင်နုပညာလောကရဲ့လိုက်ဖက်နေတဲ့ဆုံးတွေအားကြတဲ့ဆုံးတွေဖြစ်တဲ့ဟေဝီယန်နဲ့စုပ်ပြည့်သစင်တို့ဟာကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်ကြတော့မှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာငယ်စဉ်ဆုံးတွဲလူတော်တင်စားခေါ်ဝေါ်ကြရလောက်အောင်ချစ်သူတွေဖြစ်နေတာ6နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ဒီလို6နှစ်ကျော်တိုင်အောင်တယောက်နဲ့တယောက်နားလည်မှုတွေချစ်ချင်းမြတ်တာတွေနဲ့ခိုင်ခိုင်မာမာတိဆောက်ခဲ့ပြီးတဲ့နောက်အခုချိန်မှာတော့နှစ်ဖက်လူကြီးမိဘတွေသဘောတူစွာနဲ့ကြီးကျယ်ခမ်းနားစွာလက်ထပ်ကြတော့မှာဖြစ်ပါတယ်။တကယ်တော့ဟင်းဝီရန်နဲ့စုပ်ပြည့်တဲ့စင်တို့ဆုံတွဲကိုပရိသတ်တွေကနေဟိုးရင်ဗီဒီယိုဇာတ်ကားတွေမှာအတူတူတွဲဖက်တရုပ်ဆောင်ကြတဲ့ကာလတွေကလေးကအရန်ကိုလိုက်ဖက်ညီလို့ဓာတ်ရုပ်ဗီဒါတွေမိလို့အပြင်မှာပါတကယ်ကြိုက်နေကြတာလားတကယ်သားညားသွားရင်ကောင်းမှာပဲဆိုပြီးပရိသတ်တွေကသဘောတူနေကြတာဖြစ်ပါတယ်သူတို့နှစ်ယောက်ရဲ့တွဲဖက်ညီမှုအပေးယူမျှတမှုတွေကရုပ်ရှင်ကြီးပရိသတ်ကိုအတိုင်းသားမြင်သာစေခဲ့တာပါအခုတော့ပရိသတ်တွေဖြစ်စေခြင်းတဲ့အတိုင်းပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်းဟိဝီယန်နဲ့စုပ်ပြည့်တဲ့စင်တို့ကတကယ်ပဲဘဝလက်တွဲပေါ်တွေဖြစ်မင်္ဂလာဆောင်ကြတော့မှာမို့လို့အားလုံးကလည်းဝမ်းသာနေကြတာပါမင်္ဂလာပွဲတည်င်းတွေထွက်လာကြတဲ့ကပရိသတ်တွေကသူတို့နှစ်ယောက်အတွက်ဂုဏ်ပြုစကားတွေဆူတောင်းစကားတွေပေးပို့ခဲ့ကြပါတယ်ဒါပေမဲ့လည်းပရိသတ်တွေအားလုံးကသူတို့ရဲ့မင်္ဂလာပွဲအတွက်ရှင်ကုန်စိတ်လှုပ်ရှားနေကြတဲ့ဒီလိုလက်ထက်ခံတဲ့အချိန်ကြီးမှာအခုလိုလူပြောစရာထင်မှားစရာဗီဒီယိုဖိုင်တစ်ဖိုင်ကထွက်ပေါ်လာတာပါဒါဟာပရိသတ်တွေကိုတော်တော်လေးအံ့အားသင့်စေခဲ့ပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့တတူသားလောင်းဟင်းဝီရန်နဲ့နောက်ထပ်တရုတ်ဆောင်မင်းသမီးတူဖြစ်တဲ့ထက်ထက်ထွန်းတို့နှစ်ယောက်အရန်ကိုရိုမန်တစ်ဆန်တဲ့အခန်းတစ်ခန်းထဲမှာနှစ်ယောက်တည်းချစ်သူတွေလို့အရန်ကိုနီးနီးကပ်ကပ်ရှိနေပြီးဟင်းဝီရန်ကထက်ထက်ထွန်းကိုအော်ပွားပြီးတော့မယ်ပုံစံမျိုးမျက်နှာချင်းအရန်အပ်ထားတဲ့ပုံစံမျိုးမြင်တွေ့ရတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုမြင်လိုက်ရတဲ့ပရိသတ်တွေကအထူးသဖြင့်စုပ်ပြည့်သစင်ရဲ့ပရိသတ်တွေကဒေါသထွက်ခဲ့ကြပါတယ်။မင်္ဂလာဆောင်တော့မယ့်ယောက်ျားတစ်ယောက်ကဒီလိုအနေထိုင်မျိုးဆင်ခြင်တဲ့နဲ့ထက်ထက်ထွန်းအနေနဲ့လေကိုလောက်ဖို့ကိုင်မက်ကမချခင်လက်ထက်တော်မယ်မှသိလျက်နဲ့ဒီလိုနီးကပ်တဲ့ပုံစံမျိုးမနေသင့်ဘူးဆိုပြီးဟိဝီရန်နဲ့ထက်ထက်ထွန်းကိုအပြစ်တင်ဝေဖန်နေကြတာပါ။တချို့ဆုံးစုပ်ပြည့်သစင်အတွက်စိတ်မကောင်းမှုဆိုပြီးပြောကြတဲ့အထိပါပဲ။ဒါပေမဲ့လည်းတကယ်တော့ဟိဝီရန်နဲ့ထက်ထက်ထွန်းဟာစိန်နှန်းတော်စိန်ရွှေရတနာဆိုင်အတွက်ကြော်ညာရိုက်ကူးနေတာပါ။ဒါသူတို့နှစ်ယောက်ရဲ့ပုံကိုယ်ရေးအကြောင်းအရာလုံးဝမဟုတ်ပဲအလုပ်သဘောရရိုက်ကူးခဲ့တဲ့ကြော်ညာဗီဒီယိုဖိုင်တစ်ခုသာဖြစ်ပါတယ်။ပိုပြီးတိတိကျကျပြောရရင်အဆိုပါကြော်ညာဟာအခုမှရိုက်ကူးထားတာမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ကလေးကရိုက်ကူးထားတဲ့ကြော်ညာဖြစ်ပါတယ်။ကြော်ညာရဲ့ဇလန်သဘောတရားအရချစ်သူနှစ်ယောက်ရဲ့ romantic ဆန်တဲ့ပုံစံကိုတရုပ်ဖော်ရတာဖြစ်လို့အခုလိုနီးနီးကပ်ကပ်တရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းခုချိန်မှာတော့ဟေဝီယန်တို့မင်္ဂလာဆောင်ခန်းကြီးချိန်ကြားမှာဘသူကစဖွားလို့ဖွာမှန်းမသိပေမဲ့ဒီကြော်ညာဗီဒီယိုဖိုင်တွေကအဲ့ဒီအနီးကပ်ဆုံးခန်းလေးကိုပဲဖြတ်တောက်ပြီးပြန်တင်လိုက်တဲ့အခါမှာတော့အဖြစ်မှန်ကိုမသိကြတဲ့လူတွေကြားထဲမှာဟေဝီယန်နဲ့ထက်ထက်တုံးတို့ရဲ့ဗီဒီယိုဆိုပြီးထင်အောင်တင်မဖြစ်ကလူပြောများနေတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့လည်းဒီလိုသတင်းမျိုးတွေတွေ့မြင်တဲ့အခါမှာအဖြစ်မှန်ကိုသိချမစုံစမ်းပဲမဝေဖန်ကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။အခုတော့အားလုံးရှင်းရှင်းလင်းလင်းသိသွားကြပြီလို့ထင်ပါတယ်။ပရိသတ်ကြီးရောဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင်။
ဆွဲဆောင်မှုရှိအစဉ်ကောင်းလေးမို့မိန်းကလေးပရိသတ်တွေကြားမှာရေးပန်းစားနေတဲ့ဝိုင်းစုတခြင်းတွေကထူအောင်ဝေးအခုချိန်မှာဆိုတော့ဝိုင်းစုခိုင်တဲ့မတော်တဆဆိုတဲ့တခြင်းလေးကပရိသတ်တွေကြားမှာတော်တော်လေးကိုရေးပန်းစားနေရပါအထူးသဖြင့်ဝိုင်းစုခိုင်တဲ့တခြင်းဟာမိန်းကလေးပရိသတ်တွေရဲ့ခန်းစားချက်တွေနဲ့ကညီသလို MTV တခြင်းဗီဒီယိုကလည်းတကယ့်ကိုအမိုက်စားပုံဖော်ထားတာဖြစ်ပါတယ်တချင်းကိုဝိုင်းစုခိုင်သိန်းက3600ကျော်လောက်ကုန်ခန့်ကရိုက်ကူးထားပြီးတချင်းကတော့ tattoo artist ကောင်လေးနဲ့သူမချစ်သူကောင်မလေးတို့ရဲ့ချစ်ဇလန်ကိုလူငယ်ဆန်းဆန်းခမိုက်မိုက်လေးပုံဖော်ထားပါတယ်။ဒါကြောင့်လေပရိသတ်တွေကြားမှာလူကြိုက်များနေတာပါ။အထူးသဖြင့်အဆိုပါဝိုင်းစုခိုင်သိန်းရဲ့တချင်းတွေမှာ tattoo artist ပညာရှင်အဖြစ်တရုပ်ဆောင်တဲ့မော်ရီကောင်လေးကိုမိန်းကလေးပရိသတ်တွေကအစင်လေးဆိုပြီးဝိုင်းငန်းနေကြတာပါ။ဝိုင်းစုခိုင်တဲ့ရင်တချင်းတွေကကောင်းလေးနာမည်ကတော့ထူအောင်ဝေလို့ခေါ်ကကျွန်းလင်းပိုင်နဲ့ Stars and Model Agency က talent model တူဖြစ်တယ်လို့သိရပါတယ်။ထူအောင်ဝေဟာအသက်19နှစ်သာရှိသေးတယ်လို့သိရတာပါ။ဝိုင်းစုခိုင်တဲ့ရင်တချင်းမှာပဖြစ်တာကတော့ဝိုင်းစုကအကူကြီးတောင်းလို့ဖြစ်ပြီးသူ့အတွက်တော့မဝိုင်းစုကအမလိုပဲလို့ဆိုပါတယ်။ဒါအပြင်ထူအောင်ဝေကသူ့ရဲ့ပြင် character ဟာတချင်းတွေကလို့မစိုးပါဘူးလို့ပြောလာတာပါ။ဘာဖြစ်ဖြစ်စကားပြောနှုတ်ညံကချစ်စရာကောင်းလို့လေထူအောင်ဝေကိုမိန်းကလေးပရိသတ်တွေကဝင်းရံနေကြတာဖြစ်ပါတယ်အခုလိုကြောင်းရင်းနေကြောင်းတဲဆုငိန်ကိုမရှင်းနိုင်လို့ဘာစုမှမရပဲပြုတ်ခဲ့ရတဲ့ JK ဆိုဖီယာအခုလက်ရှိအင်တာနက်ပေါ်မှာလူပြောများနေတာကတော့2024ခုနှစ်ရဲ့မြန်မာကိုစားပြုအလားမယ်တဲဆုငိန်ကိုလုံးဝမရှင်းနိုင်တဲ့အတွက်စုတစ်ခုမှကြီးမြင့်ခြင်းကိုမခံရတဲ့ပြင် Top 20တောင်မဝင်မိပြုတ်ချင်းမလားပြုတ်ခင်ရတဲ့အလားမယ် JK ဆိုဖီယာရဲ့အကြောင်းလေးပါပရိသတ်ကြီးအားလုံးလည်းသိပြီးသားဖြစ်တဲ့ Miss Grand International 2025မှာတော့မြန်မာကိုစားပြုလာမယ့် JK ဆိုဖီယာကစိတ်မကောင်းစွာနဲ့ပဲ unpleased ဖြစ်ပြီးပြုတ်သွားခဲ့ရပါတယ်။အခုလိုပြုတ်သွားခဲ့ရတာကလည်းအရှင်ရဲ့အလှမဲ့တဲစုငင်းရဲ့အရေးချင်းတွေကိုတော့မရှင်းနိုင်တဲ့တခြားသောအကြောင်းရင်းတွေကြောင့်လည်းပါနေလို့ဆိုရမှာပါ။အလှမဲ့ JK ဆိုဖီယာကတိုင်းရင်းသူပြီးစကားဝဲဝဲနဲ့ချစ်စရာကောင်းရေးပတ်မဝင်ပြောတတ်ပေမဲ့လည်းအလှမဲ့လောကနဲ့သူမရဲ့ပြုမှုပြောဆိုတွေမျက်နှာအနေထားတွေကလုံးဝကိုကိုက်ညီမှုမရှိကြတာမှန်ပါအလာမေ JK ဆိုဖီယာကချစ်စရာကောင်းတဲ့ပြင်တခြားသောရည်ချင်းတွေရှိနေပေမဲ့လည်းမြန်မာပြည်သက်တွေရဲ့အသေးဆွဲလာမဲ့တဲဆုငင်းကိုတော့မရှင်းနိုင်ခဲ့ပါဘူး2024ခုနှစ်ရဲ့ MGI မှာ Top 5 ဝင်နိုင်ခဲ့တဲ့အထိမြန်မာကုံဆောင်နိုင်ခဲ့တဲ့အလှမယ်လေးတဲဆုငင်းကတော့တကယ့်ကိုပြောစရာမလိုတော့အောင်အရေးချင်းတွေပြေဝနေတာပါသူမရဲ့ခန္ဓာကိုယ်ချိုးစားကခါသိန်းရင်ချီတိုင်းပဲလှပကြော့ရှင်းပြီးတော့ပူရိတာတွေရဲ့စိတ်ဆုံကိုဖန်ဆားထားနိုင်သူတွေပါမျက်နှာလေးကလည်းချောမောလှပတဲ့ပြင်မိမပြုတ်လေးတယောက်ရဲ့အလှပတရားတွေကိုတွေ့မြင်ရမှာပါအလှမဲ့တဲဆုငင်းလို့ပြောလိုက်တာနဲ့လူတိုင်းရဲ့အမြင်အာရုံမှာထင်ဟပ်နေတာကတော့သူမရဲ့သူများနဲ့မတူတဲ့ catwalk တွေလိုပဲပြောရမှာပါအသက်ငယ်ဆုံးလာမယ့်တယောက်ဖြစ်နေပေမယ့် MGI ကိုရောက်တဲ့အချိန်မှာတော့တခြားသောနိုင်ငံကအလှမယ်တွေနဲ့တန်းတူမလျှော်သောဆွဲနဲ့ရှင်ပြိုင်ခဲ့တာကိုလည်းအားလုံးလည်းသိကြမှာပါအခုနေ့ရဲ့လာမယ် JK ဆိုဖီယာကလည်းသူမအနေနဲ့အလှမဲ့တဲဆုငိန်လိုမျိုး ESK ကောင်းမွန်ယုံတင်မကတခြားသောဘာသာစကားပေါင်းများစွာကိုပါလက်တန်းပြောဆိုနိုင်နေသူပါအတန်ပါဝါကောင်းကောင်းနဲ့တချင်းတွေတီးဆိုနိုင်ပြီးအစောရမလေးဖြစ်နေတည်ထားကြတာပါအခုလိုနုပညာလုပ်ငန်းတွေမှာအောင်မြင်နိုင်ပြီမဲ့လေအလှမဲ့လောကမှာတော့ JK ဆိုဖီယာအနေနဲ့ပေမမီကိုက်မမီဖြစ်ခဲ့ရပါတယ်အလာမေ JK ဆိုဖီယာဟာတဲဆုငင်းရဲ့ခန္ဓာကိုယ်လိုမျိုးလှပကြောရှင်းမှုမရှိတဲ့ပြင်အချိုးစားမကျတဲ့ကာယဗလမယ်လို့ဖြစ်နေတာပါ။နောက်ပြီးသူမရဲ့အရံမောင်ကလည်းတခြားသောအလှမယ်တွေလိုလူလေထင်းနေတာမျိုးမဟုတ်ပဲပူကွက်ကွက်နဲ့ကလေးတယောက်လိုဖြစ်နေကြတာပါ။အထူးသဖြင့်ပြောရရင်တော့ပရိသတ်တွေရဲ့အသေးဆွဲလှမဲ့တဲဆုငင်းရဲ့အရေးချင်းကိုအလှမဲ့ JK ဆိုဖီယာကလုံးဝလိုက်မမီတာကြောင့်အခုလိုပြုတ်ချင်းမလားပြုတ်ခဲ့ရတယ်လို့ဆိုရင်တော့မှန်ပါလိမ့်မယ်။တစ်ဖက်ကကြည့်ရင်လည်း MGI နဲ့မြန်မာအလှမဲ့တို့ကြားကမပြီးသေးတဲ့ရန်ညိုးတေးတွေလည်းရှိနေခဲ့တာအားလုံးလည်းသိပါအလှမဲ့တဲဆုငင်းတို့ဆရာတပည့်နှစ်ယောက်နဲ့ MGI ပြဿနာတက်သွားခဲ့တာကြောင့်အခုနှစ်မြန်မာကိုစားပြုလာမဲ့ကိုနေရာပေးမှမဟုတ်ဘူးလို့မြန်မာပြည်သက်တွေကကြိုတင်ထင်မြင်ချက်တွေတောင်ပေးထားကြပါသေးတယ်အခုမှတော့အားလုံးလေးထင်မြင်ယူဆထားကြတဲ့အတိုင်းပဲအလာမဲ JK ဆိုဖီယာအနေနဲ့ဒီနှစ်မှာတော့ Top 20တဲ့ကိုတောင်ပေးမဝင်မယ်စိတ်မကောင်းစွာနဲ့ပဲ unpleased ဖြစ်သွားရပါတော့တယ်ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေကရောအလာမဲ JK ဆိုဖီယာနဲ့ပတ်သက်လို့ဘယ်လိုမြင်မိလဲဆိုတာကိုပြောပြသွားကြပါအောင်ရှင်